ကျဲပွင့်တွေကိုလင်းစေမဲ့ကွင်းလေမော်စရာပြီးတင်ညာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Twin Shooting Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်လက်တလောဘောလုံးလောကထဲမှာတဟုန်ထုံးကြော်ကြားလာတဲ့ကစားသမားတယောက်ကိုပြပါဆိုရင် PSG ကွင်းလေမော်စရာပေါ်တူဂီသားဖီတင်ညာကိုပဲပြရမှာပါဖီတင်ညာဟာ PSG နဲ့ပေါ်တူဂီတို့ရဲ့လက်တလောအောင်မြင်မှုတိုင်းမှာအဓိကကျတဲ့ကစားသမားတယောက်ဖြစ်ပါဝင်ပေးနေပါတယ်ဖီတင်ညာရဲ့နာမည်အရင်ကဗီတာမာချာတိုဖာရီယာဖြစ်ပြီး2000ပြည့်နှစ်ဖေဖော်ဝါရီ23မှာပေါ်တူဂီနိုင်ငံဆန်တိုတာဆိုမှာဖွားမြင်ခဲ့ပါတယ်။ဖီတင်ညာဟာကစားသမားဘဝကိုအသက်17နှစ်အရွယ်ကလေးကပေါ်တိုလူငယ်အကယ်ဒမီကနေစတင်ခဲ့ပါတယ်။ဖီတင်ညာဟာတောက်မဲ့မီဂယ်တေးရဲ့ဆိုတဲ့အတိုင်းငယ်ကလေးကနီးစနစ်ကြွယ်ဝမှုကိုပြသနိုင်ခဲ့ပြီးဘောလုံးအုံနောက်ပြေးနဲ့ကစားတက်တဲ့အကြောင်းပွဲချိန်အတင်ချကိုပြုလုပ်နိုင်တဲ့ကွင်းလေအဖြစ်ကစားသမားတယောက်ဖြစ်လာခဲ့ပါတယ်။ဖီတင်ညာဟာ2020မှာပေါ်တိုအသင်းကြီးရဲ့အတွက်ပွဲဥထွက်ခွင့်ရရှိခဲ့ပြီးတဲ့နောက်ဟိုအသင်းကိုတရားသည်ငှားထွက်ကစားခဲ့ရပြီးအတွေ့အကြုံရှာဖွေခဲ့ပါတယ်။အဲဒီနောက်ပေါ်တိုကိုပြောင်းလာတဲ့အခါပြည်တွင်းဖလားနှလုံးရရှိပြီးအလားအလာကောင်းဆုံးလူငယ်ကွင်းလေကစားသမားလေးအဖြစ်စတင်ကြိုးကြားလာခဲ့ပါတော့တယ်။2020မှာတော့ဗီတင်ညာလည်းစိုးစားခဲ့အသင်းစတင်ဖို့အတွက်လီဂို1အသင်း PSG ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီကနေ့ကဗီတင်ညာဟာ PSG ရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်လာပြီးကွင်းလေအင်ဂျင်ဆက်ကိုပဲကန်ပေးနေခဲ့ပါတယ်။ဗီတင်ညာဟာအရက်9ပေ8လက်မှာပဲရှိပြီးကွင်းလေတစ်ယောက်အတွက်ဆိုရင်ပူသေးသေးလေးထဲမှာပါနေပါတယ်။ဒါပေမဲ့ဗီတင်ညာကသူကိုယ်တိုင်ကွင်းထဲမှာအတန်မဆုံးမဟုတ်ရင်တော့အသင်းဘော်တွေကိုတန်မာလာစေသူပါ။အသင်းဘော်တွေကကျယ်လွေးတွေဆိုရင်ဗီတင်ညာကကျယ်တွေကိုလင်းစေသူဖြစ်ပါတယ်။ဗီတင်ညာရဲ့ဘောလုံးအမြင်ဘောလုံးပေးပို့နိုင်စွမ်းဘောလုံးထိတ်ချုပ်မှုနဲ့ဘောလုံးအုံနောက်တို့ကထိပ်တန်းအဆင့်မှာရှိနေပြီးလက်ရှိကမ္ဘာအကောင်းဆုံးကွင်းလေကစားသမားတွေကတရားအဖြစ်သတ်မှတ်ခံထားရပါတယ်။ဗီတင်ညာဟာ PSG နဲ့အတူလီဂို1 4 ကြိမ်ကိုပီဒီဖရန့်ဖလား2ကြိမ်ချန်ပီယံလိ2ကြိမ်ရရှိထားပြီးဖြစ်ပါတယ်။ဗီတင်ညာရဲ့အကောင်းဆုံးအရေးအသွေးကပွဲရဲ့စီချက်ကိုပြောင်းလဲနိုင်တာဖြစ်ပြီးပြိုင်ဘက်ကဖိအားပေးနေတဲ့ကြားကအသင်းအတွက်အခွင့်အရေးဖန်တီးပေးရမယ်ဆိုရင်လည်းလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ကွင်းလယ်မှာဗီတင်ညာရှိနေတဲ့အတွက်ခန်းစင်းတဲ့တိုက်စစ်ကိုအလွယ်တကူကိုပြောင်းနိုင်ပြီးအသင်းအတွက်မရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်နေပါတယ်။ပေါ်တူဂီအတွက်လည်းဗီတင်ညာကဘရူနိုဖာနက်တက်ဂျာအိုနေဗက်စ်တို့လိုအရေးကြီးတဲ့ကစားသမားတစ်ယောက်ဖြစ်လာပါတယ်။ဗီတင်ညာကပေါ်တူဂီအသင်းနဲ့အတူ Nation League ရရှိထားသလိုပြီးခဲ့တဲ့ရာသီတုန်းကဘောလုံးဒီယောမှာလည်းတတိယနေရာချိတ်ခဲ့ပါသေးတယ်။ဒီတရာသီတော့ဗီတင်ညာကမနင်းကထက်ပိုကောင်းတဲ့ဆွမ်းဆောင်ရည်ကိုပြသနိုင်တဲ့အတွက်တကောတော်စုတွေသိမ့်ပိုက်နိုင်ဖို့တောင်စိတ်ကူးရင်နိုင်နေပါတယ်။ဒီရာသီဗီတင်ညာရဲ့ဆွမ်းဆောင်ရည်တွေကြောင့်ဘောလုံးဒီယောစကာတင်စီရဲမှာလည်းရေပန်းအစားဆုံးကစားသမားတစ်ယောက်ဖြစ်လာနေပါတယ်။ဗီတင်ညာအတွက်စူဖလားအလုံးပြည့်စုံစေဖို့ကမ္ဘာဖလားတစ်မျိုးပဲကျန်ပါတော့တယ်။တကယ်လို့ဗီတင်ညာနဲ့ပေါ်တူဂီသားလာမယ့်ကမ္ဘာဖလားမှာချန်ပီယံဖြစ်အောင်ပွဲခံနိုင်မယ်ဆိုရင်ဗီတင်ညာအတွက်ဘောလုံးဒီယောလိုမျိုးတကောတော်စုတွေကစောင့်ကြုံနေမယ်ဆိုတာလည်းသိကြနေပါတယ်။ဗီတင်ညာကအသက်26နှစ်ပဲရှိသေးတဲ့အတွက်ရှေ့ဆက်ရမယ့်ကစားသမားဘဝမှာဒီထက်မကအောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်အောင်မှလည်းဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။